ဒီနေ့ကတော့မနက်ပိုင်းမှာကားဂိတ်မှာတဝမ်းယိုတွေရောက်လို့ဆိုပြီးမှသွားယူဖြစ်တယ်ပေါ့နော်ဒီနေ့ရဲ့ vlog လေးကတော့ဈေးရောင်းလိုက်ပစ္စည်းပို့လိုက်ပေါ့နော်ဒါကတော့ဘူး90ပေါ့နော်ရောက်တာဘူး100တခါတည်းပို့ဖို့အတွက်ဘူး90တခါတည်းထုတ်ပို့တယ်ပေါ့နော်နှစ်ယောက်သားမနက်စောကြီးကလေးကလာပြီးတော့ဒီမှာကားဂိတ်မှာပစ္စည်းလာယူပြီးပစ္စည်းပို့တယ်ပေါ့နော်အိမ်ပြန်ရောက်လာတော့ဘာလုပ်လဲဆိုရင်တော့ကောင်မလေးကတဝမ်းကအတစ်ထွက်ချီထားတဲ့ body squat ကိုတုံးကြည့်တာပေါ့နော် body squat ကကြတော့တော်တော်လေးတော့စင်ပြေတယ်အနံလေးကလည်းမှုေးတယ်သူကအဓိကအဖြစ်တော့ coffee နံလေးပေါ့နော်အရန်လာချင်တော့သူမှာပေါ့နော်ငွေဆောင် trip တုံးကပင်လေပြင်မှာတဲ့ရေးဆော့ထားတာမှာအသားတွေမဲလာလို့ဆိုပြီးမှစခွက်တိုက်တယ်ပေါ့နော်ပြီးတော့သူ့ဗီဒီယိုလေးရိုက်ပေးရင်းနဲ့အိမ်မှာပဲဒီလိုလေးပဲအချိန်ဖြုံးနေပေါ့နော် body squat တိုက်ပြီးသွားတော့အရန်ကျင်နေတယ်ပေါ့နော်သူ့ရဲ့အသားရည်လေးကတော်တော်လေးမိုက်တယ်ဆိုပြီးမှတော်တော်လေးကြည်လာတယ်သုံးချက်မှပဲကြည်လာတယ်ဆိုပြီးမှသူ့ကိုယ်သူအရန်ပြုတ်နေတယ်ပေါ့နော်သူ့ရဲ့အသားရည်လေးသူကြည့်ပြီးတော့ဒီ body squat လေးကကြတော့ထွက်ထားတာအခုမှထွက်ထားရဆိုပေမဲ့သူ့ရဲ့ quality ဘိုင်းကတော့ရမ်းမိုက်တယ်ပေါ့နော်အနံကကြတော့ coffee နံလေးပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်